အတွေ့ကောင်းမှချမ်းသာမယ်တရားကဘာတရားလဲအတွေ့ကောင်းမှချမ်းသာမယ်ဒုက္ခိဒုက္ခပတ္တယတိဒုက္ခိဘိယောပိအဇတိဒုက္ခိဒုက္ခပတ္တယတိဒုက္ခိဘိယောပိအဇတိဘေကဝံပြေကလေးပါจิตจิตမိရောဒုက္ခိကိုလည်းဆင်းရဲစိတ်ဆင်းရဲ၍များစွာဒုက္ခခံစားနေရတဲ့ပုဂ္ဂိုလ်သည်ဒုက္ခချမ်းသာဒုက္ခဝါဝါကိုပဋ္ဌယတိလိုချင်တောင်းတကြပေကုန်၏ဒုက္ခိသည်ကိုယ်လည်းချမ်းသာစိတ်ချမ်းသာ၍များစွာပြည့်စုံနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘိယောလက်ရှိချမ်းသာတဲ့တာလုံးနဲ့ကိုယ်လုံးနဲ့ချမ်းသာကိုအိဇတိအလိုရှိကြပါပေကုန်၏ဣတိတောဘဂဝါစိတ်တေယဘုံဘောခတိသုံးလို့ထိုတဲ့ဘုံတော်၆ပါးတခင်ဘုရားရှင်ကိုရောမြတ်ဤတိဩဇာကရုဏာရှိသောမေတ္တာဖြင့်ကောင်းစွာမတွေ့မိန်ကြတော်မူခဲ့ပါ၏တည်းယေနယေသောဘုရားရှင်ကိုရောမြတ်ကြီးကဟောဒီပါဠိကလေးမှာဟောဒီစာကလေးမှာစကားကလေးနှစ်ခွန်းမိတ်လို့ထားတယ်စကားဘယ်နှခွန်းနဲ့လဲစကားနှစ်ခွန်းမိတ်ထားတယ်မင်းကွာတဲ့ဟောဒီလောကကြီးထဲမှာရှိနေတဲ့အာလုံးလုံးပုဂ္ဂိုလ်တွေကိုကလေးပဲမင်းမလူကြီးပဲမင်းမဖုံးကြီးပဲမင်းတဲ့တရိစ္ဆာန်စကားများတတ်မယ်ဆိုလို့ရှိရင်ဟိုတရိစ္ဆာန်လေးပါသွားပြီးတော့မေးလိုက်စမ်းပါတဲ့မေးလို့ရှိရင်အာလုံးလုံးပုဂ္ဂိုလ်တွေဟာအဖြေတရားနဲ့ပဲထွက်တယ်အဖြေဘယ်နဲ့တန်းလဲတရားနဲ့ပဲထွက်တယ်အဲ့ဒီစကားလေးတစ်ခုကဘာလဲဆိုဒုက္ခိကိုယ်လည်းဆင်းရဲစိတ်ဆင်းရဲရင်များစွာဒုက္ခခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခချမ်းသာဒုက္ခဝါဝါကိုပဋ္ဌယတိလိုချင်တောင်းတကြပြီကုန်၏ဒါဆိုဒီလိုတွေတို့မေးကြည့်မယ်နော်ဒီထဲမှာလာအများကြီးမဟုတ်လားမချမ်းသာခြင်းမဟုတ်လားချမ်းသာခြင်းပါဗျာအေးအဲ့ဒါပဲလောကမှာကိုယ်လည်းပဲဆင်းရဲနေတယ်စိတ်လည်းပဲဆင်းရဲနေတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကဆင်းရဲလို့ချမ်းသာကြရတယ်ပညာရေးနေရာမှာကျင်လည်နေတဲ့ပုဂ္ဂိုလ်တွေကပညာရေးအောင်မြင်မှုချမ်းသာတယ်လို့ခြင်းတယ်မလို့ခြင်းဘူးလားလို့ခြင်းပါဘူးတို့ငယ်ငယ်တုန်းကဘဝတွေပြန်ပြီးတော့ကြည့်လိုက်လေသူများကပထမရတယ်ဒီအဲ့ပထမနေရာကိုရအောင်အတတ်နိုင်လို့ကြိုးစားကြတယ်မဟုတ်လားမှန်ပါဗျာဒါကလူမှုရေးနေရာမှာကျင်လည်နေတဲ့ပုဂ္ဂိုလ်တွေကလည်းလူရဝင်းနဲ့ချမ်းသာကိုလိုချင်တယ်မလိုချင်ဘူးလားလိုချင်ပါဘူးလိုချင်တယ်ဟိုးအောက်ကိုပြန်ဆင်းလိုက်တဲ့အခါပြေးတတ်ရင်ဟိုးငယ်စဉ်တော်ကြီးကလေးပေါ်သွားပြီးတော့ကြည့်လိုက်ပြန်တော့လည်းပဲဘေးကကလေးကအယုတ်ကလေးနဲ့ဆော့နေတဲ့အခါမှာအဲ့ဒီအယုတ်ကလေးမျိုးနဲ့လည်းကိုကဆော့ကျင်နေတယ်မဆော့ကျင်ဘူးလားဆော့ကျင်ပါဘူးအဲ့ဒီကလေးလေးမှလည်းပဲအယုတ်လို့ခေါ်တဲ့ဆော့ရကစားတရားလေးပေါ်မှာတက်မဲ့တဲ့ချမ်းသာလိုချင်ဘူးလားလိုချင်ပါဗျာလိုချင်တယ်ဒီစီးပွားရေးနယ်ပယ်မှာကျန်လဲနေတဲ့ပုဂ္ဂိုလ်တွေကလည်းပဲစီးပွားရေးတွေအောင်မြင်နေတယ်ချမ်းသာခြင်းနဲ့မချမ်းသာခြင်းဘူးလားဖယားကအပြည့်တရံနဲ့ပဲထွက်မလို့ပြောတယ်မဟုတ်လားဒီလိုတွေအတန်တွေပွဲတာတရံနဲ့ပဲထွက်နေတာနော်ဒါကနံပါတ်1ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကနံပါတ်1ချမ်းသာခြင်းလားတဲ့နောက်တစ်ခုကဘာလဲဆိုရင်ပြည့်တဲ့ဒုက္ခိတိကိုလည်းချမ်းသာစိတ်ချမ်းသာ၍များစွာဒုက္ခချမ်းသာကိုခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဘေယောလက်ရှိချမ်းသာတဲ့ပုဂ္ဂိုလ်နဲ့ချမ်းသာကိုအိဇာတိအလိုရှိကြပါပေကုန်၏လောကမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲတဲ့ပုဂ္ဂိုလ်တွေချမ်းသာခြင်းတာမဟုတ်ဘူးတဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲပို့ပြီးတော့ချမ်းသာခြင်းရတယ်မချမ်းသာခြင်းဘူးလားချမ်းသာကြပါဗျာဒါကြောင့်ဒီနေ့ကြည့်လိုက်လေဦးဇင်းတို့ဆိုလို့ရှိရင်ဒါကများစွာနဲ့ကြုံတွေ့ခဲ့ဘူးတာပဲကျင်လည်ခဲ့ဘူးတာပဲဒိဋ္ဌိကျဲကိုချမ်းသာတဲ့ပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဘူးတာပဲနော်အဲ့ဒီမှာဒကာကြီးခင်ဗျာသဘောကသာစားလို့လည်းမကုန်တော့လှူလို့တန်းလို့ရှိရင်တော့မကုန်တော့ဘူးဆိုတော့ဒကာတွေလည်းအများကြီးတွေ့ဘူးတယ်
ခမရဒီတိုင်းလေးအေးဆေးနေပါတော့လားလို့ပြောတော့ဘာပြောတယ်လဲဆိုတော့အရှင်ဘုရားတဲ့ခက်ကရက်နေလို့မရဘူးပူပြီးတော့ချမ်းသာမှပြည့်စုံမှဖြစ်မှာမရှာကြဘူးလားရှာကြပါဘူးပရမပုဂ္ဂိုလ်ကမရှိလို့ဆင်းရဲလို့ရှာတာဒုတိယပုဂ္ဂိုလ်ကကြတော့ချမ်းသာ၄ပါးနေရကိန်းနဲ့ပို့ပြီးတော့ချမ်းသာကိုလိုချင်ရတယ်အဲဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဆင်းရဲတဲ့ပုဂ္ဂိုလ်တွေလည်းပဲချမ်းသာစေရမယ်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေကလည်းပဲပို့ပြီးတော့တိုးတက်အောင်ကြည်ဝါလို့ချမ်းသာလိမ့်မယ်ဒီတိုင်းနေလို့တော့မရနိုင်ဘူးရနိုင်မှာမလားမရနိုင်ပါဘူးမရနိုင်ဘူးဒီတိုင်းနေလို့မရနိုင်ဘူးဆိုတော့ဘာတွေစပြီးလုပ်ရမလဲလို့ပြောတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကနံပါတ်1ပြိတ္တရဲ့ကိုယ့်ရဲ့အတွေးကလေးတွေကောင်းဖို့လိုတယ်ဘာကောင်းဖို့လိုလဲအတွေးလေးတွေကောင်းဖို့လိုတယ်တို့ရက်တဲ့ရွာထဲမှာဆိုလို့ရှိရင်တိမ်နဲ့တိမ်မရှိကြဘူးလားရှိပါတယ်ရှိကြတယ်ဒီနေ့ဆိုလို့ရှိရင်ဥပုံနေညကလေးကတွေးထားတယ်မဟုတ်လားငါတို့ဥပုံနေဖြစ်တဲ့အတွက်ဘုန်းကြီးကျောင်းသွားပြီးတော့ကုသိုလ်ကောင်းမှုတွေပြုကြရအောင်မယ်လို့အတွေးကောင်းလေးတွေမတွေးကြဘူးလားတွေးကြတယ်အဲ့ဒီလိုတွေးတယ်လို့ပဲစီးပွားရေးလုံးကြအောင်မယ်လို့တွေးတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားရှိပါတယ်အမျိုးမျိုးတွေးနေကြတာတွေရှိတယ်အတွေးကောင်းလို့ရှိရင်ပြိတ္တရဲ့အပြောကောင်းတာပဲဗျာအတွေးကောင်းရင်ပြောကောင်းပါအတွေးမကောင်းရင်ပြောမကောင်းပါအပြောမကောင်းနိုင်ဘူးတဲ့အတွေးမကောင်းတော့အပြောမကောင်းဘူးအပြောမကောင်းတော့အလုပ်လည်းမကောင်းတော့ဘူးကောင်းနေရလားမကောင်းပါဘူးရန်ကုန်မှာဆိုလို့ရှိရင်တိုက်ခန်းလေးတွေကချင်းချင်းလေးတွေမဟုတ်လားဒီလိုတွေရန်ကုန်တွေပါလေရောက်ဘူးတယ်မဟုတ်လားရေးတဲ့ချင်းချင်းလေးနေရတာလေကိုယ်ပဲဒီပဲကတ်ရဲ့အပေါ်အောက်ပေါ်တဲ့အောက်ထက်နေရတာမဟုတ်လားပေါ်ကနေပြီးတော့မျိုးဆိုရင်ဒုံနဲ့ထုမျိုးတီထောင်းတာပေါ့နော်မျိုးတီထောင်းတော့အောက်မှာနေတဲ့ပုဂ္ဂိုလ်ကမကြောက်ဘူးလားကြားတော့သူလည်းမနဲ့စောစောစီးစီးကျိတ်ဆက်ကလေးပြည့်လို့ရှိမှာပါလေလို့မတွေးပဲနဲ့ဟိုတိကမင်းကမဖြစ်လို့ဒီဟိုင်းတို့တို့ထောက်နေမှမသိဘူးဆိုဘယ်လိုတော့အစင်ပြေပါမလားသူ့အတွေးမှာကအခုနကသူကျိတ်ဆက်ကလေးပြည့်လို့ပဲတခါတလေထောင်းတာရှိမှာပါလို့တွေးလိုက်ရင်အပြောကောင်းလေးထွက်သွားဘူးလားခုနကဒီဒေနာမကြီးကဘွားနဲ့ထုတ်ပြန်ပြီဒီကအဲ့တုံးရှိပါသေးတယ်ဆိုတော့ဆင်မပြေဘူးပြေပါမလားမပြေဘူးနော်မပြေဘူးအဲ့ဒီလိုပဲခုနကအတွေးမကောင်းတော့သွားပြီးတော့ကောတုတ်ပလိုက်ပြီလေကောတုတ်ပလိုက်တော့အပြောကလေးကလည်းပဲကောင်းနေလားမကောင်းပါဘူးအတွေးမကောင်းတော့အပြောမကောင်းတော့ဘူးအပြောမကောင်းတော့ဘူးဆိုတော့အပေါ်ကပုဂ္ဂိုလ်ကလည်းငြိမ်းနေပါမလားအမှန်လည်းဒေနာမနဲ့ဒါမျိုးလို့ရမလားဆိုပြီးတော့ပြောရုံနဲ့ပြောတာမဟုတ်ဘူးလေအပေါ်ထဲအောက်ထပ်ဆိုတော့လေကားနေပါလို့တာလေဆင်းလာပြီဘယ်ဆင်းလာပြီအောက်ထပ်ကိုဆင်းလာပြီခါရကတော့ခေါ်တယ်ကိုကလှက်ပြီမတာမနေခုနငါလာပြောတာနေပါလို့မြုပ်ကြွယ်ကိုတားထောင်းနေတာအဲ့မှာလုံးတိုက်ရောနော်မင်္ဂလိဆိုလုံးမတက်ကြဘူးလားသမင်တွေဆိုပါးရလုံးမတက်ကြဘူးလားတက်ကြတယ်အဲ့ဒီမှာပြိတ္တရဲ့အတွေ့မကောင်းတော့အပြောမကောင်းဘူးအပြောမကောင်းတော့အလုံးမကောင်းဘူးအလုံးမကောင်းတော့တဏီကုံအမြင်လာဖြစ်တာပဲမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောဒီလောကမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဆင်းရဲတဲ့ပုဂ္ဂိုလ်တွေလည်းပဲချမ်းသာစေရမယ်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေလည်းပဲပို့ပြီးတော့ကြည်ဝါတိုးတက်လိမ့်မယ်နံပါတ်1အတွေးကောင်းရမယ်လို့မပြောဘူးလားပြောပါရဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မိတဲ့မြတ်စွာဘုရားဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်တော်အချိန်ကာလတုန်းကဟန္တာဝတိလို့ခေါ်တဲ့နေပြည်တော်ကြီးမှာဗာနေပြည်တော်တဲ့လေဟန္တာဝတိတဲ့အဲ့ဒီဟန္တာဝတိလို့ခေါ်တဲ့နေပြည်တော်ကြီးမှာပြည့်တတ်ရေးတနေ့လုံးမှတနေ့စားရတဲ့သူစင်းရဲလေးတယောက်ရှိတယ်မရှိဘူးလားရှိပါရဲ့ဗျာဘလောက်ဒီတောင်စင်းရဲတယ်လဲဆိုလို့ရှိရင်ပြည့်တတ်ရေးအပေါ်ကအင်ကြီးတောင်မှဝယ်ပြီးတော့မဝယ်နိုင်ဘူးဝယ်နိုင်ရလားမဝယ်နိုင်ပါဘူးပစိုးလေးတစ်ထည်ပဲရှိတယ်ဗာလေးတစ်ထည်ပဲရှိတယ်ပြည့်တတ်ရေးဘလောက်တောင်မှစင်းရဲတယ်ဆိုလို့ရှိရင်မနဲ့မိုးလင်းလာပြီဆိုလို့ရှိရင်သူများစီမှာထွန်လေးသွားငါအဲ့ဒီထွန်လေးနဲ့ရာတဲ့ကိုင်းလေးကိုသွားပြီးတော့ထွန်တခါရာတဲ့ကိုင်းလေးကပြန်လာတဲ့အခါကျတော့အဲ့ဒီကရခဲ့တဲ့တနေ့သာလောအားငွေလေးနဲ့ချက်ပြူစတခါတလေများရေချိုးခြင်းလို့ရှိရင်လေခုနကပစိုးကဘယ်နဲ့ထဲလို့ပြောတာလဲတထဲထဲလို့ပြောထားတာမဟုတ်လားမှန်ပါဗျာပစိုးကတထဲထဲရှိတာဆိုတော့ကျတော့ဒီနားမှာ6နေရှိတယ်မဟုတ်လားမှန်ပါဗျာရေချိုးခြင်းပြီဆိုလို့ရှိရင်ဘာလို့ရလဲဆိုရင်ဘေးတရေးဘေးပယ်ညာကြည့်ရတယ်မကြည့်ရဘူးလားကြည့်ရပါတယ်ကြည့်ပြီးတော့ရေထဲကိုဆင်းတခါပစိုးလေးကိုဒီလိုလေးတော့အပေါ်ကိုနည်းနည်းလေးမအတင်းနည်းနည်းလေးဆင်းမအတင်းနည်းနည်းလေးဆင်းမအတင်း
ပေါင်သားလောက်လဲရောက်ရောဇွတ်ဆိုအောက်ထိုင်နေပြီးတော့ပစိုးကိုခေါင်းကနေချွတ်လိုက်တယ်မချွတ်ဘူးလားချွတ်ပါတယ်ချွတ်တယ်ပြီးအဲ့ပစိုးကိုလက်ကနေဒီလိုရစ်တယ်ပြီးတော့ဟိုကုန်းကိုလှမ်းပစ်တင်ရတာမတင်ဘူးလားတင်ပါတယ်ဗျပြောချင်တာကလဲတရားပစိုးမရှိတော့ဒီပစိုးပေးသွားလို့ရှိရင်သူပြဝတ်တရားမရှိဘူးလေမရှိတော့ကုန်းကိုလှမ်းပစ်တင်တခါအဲ့ထဲမှာရေတွေချိုးကြီးတွေတွန်းတခါတလေကြတော့လည်းပဲတခါကြီးတက္ကမကြီးများကကန်းစံမှာဝတ်သွားလျှော်တယ်ဆိုတဲ့ဓလေ့ကရှိတယ်လေတခါတလေများလူရေချိုးတော့ကတော့ဘယ်သူမှမရှိဘူးရေချိုးနေတော့အဝတ်လျှော်တဲ့ဒကာဒကာမကြီးများရောက်လာပြီကိုကြီးမကြီးတွေများရောက်လာပြီဆိုလို့ရှိရင်ဒီဘောကနေပြန်တက်လို့ရပါမလားမရပါဘူးသူပစိုးလေးကဘယ်မှာတော့ကုန်းပေါ်ပါနှခမ်းလေးကိုပြားလို့သူကုန်းပေါ်မတက်ရဘူးမစင်းရဘူးလားစင်းရပါဘူးတော်တော်စင်းရတာချောသွားတဲ့လူတွေပြန်ပြီးသူတို့လည်းဘေးပညာကြီးတခါအပေါ်တက်မတက်ရဘူးလားတက်ရပါဘူးအဲ့ဒီလိုနဲ့ပြည်သားကြီးဆင်းရဲလိုက်တာနေမကောင်းတဲ့နေမြန်အလုံးမလုံးရဘူးဆိုရင်စားရဘူးမရှိဘူးရှိရလားမရှိပါဘူးဒီထဲမှာတော့ဆင်းရဲတဲ့ပုံကိုယ်တွေပါလားမပါပါဘူးသူတို့နိုင်ပါဘူးမဟုတ်လားတော့ဆင်းရဲတဲ့ပုံကိုယ်တွေဒီခေတ်မှာမရှိတော့ဘူးနော်တခါကြီးတို့နော်မှန်ပါဗျာအဲ့ဒီလိုနဲ့ဒီလိုဒီသားနဲ့လှုပ်လာလိုက်တာပြည်သားကြီးကထိန်သေးလို့ခေါ်တဲ့တကောင်မိုးချိန်ကာလကြီးရောက်လာပြီလဲဆိုရင်အဲ့ဒီမှာသူဇာတမထေတဲ့ဗာမထေလေသူဇာတမထေသူဇာတမထေကိုရိုမြတ်ကြီးကပြေးတဲ့ရေပတ်နကူတင်ကန်းအရှာထွက်တယ်ဘာအရှာထွက်လဲကြားဘူးလားပတ်နကူတင်ကန်းဆိုတာတုတ်တန်တင်ကန်းလို့နော်လမ်းမှာတွေ့တဲ့အဝတ်တွေလို့ချက်ချုပ်ဆိုးပြီးတော့ဝေးရတာမဟုတ်လားအဲ့ဒီကိုရိုမြတ်ကြီးကြွအောင်လာတော့လေခင်းထဲကနေလေထွန်းတာကိုသူကမြင်လားမမြင်ဘူးလားမြင်ပါတယ်မြင်လိုက်တဲ့အချိန်မှာသူကစပြီးတော့တွေးတာစပြီးတော့မလုပ်တာလေတွေးပါဘူးအမလီကြည်စမ်းမဟုတ်ငါရဲ့ဘဝကအတိတ်ကဘယ်လောက်တောင်းမှဆိုတယ်လည်းမသိဘူးဆိုးလိုက်တဲ့ငါဘဝကြီးတန်လိုက်တဲ့ငါဘဝတနေ့လုံးမှတနေ့စားရတယ်နေမကောင်းတဲ့နေများဆိုရင်ဆံရုပ်ကလေးတောင်းမှတောက်เสียရမရှိဘူးငါမှရှိနေတဲ့ဟောဒီအဝိပစိုးကလေးကိုတဝက်ဖြဲပြီးတော့ဟောဒီမတိများကြီးကိုငါမဖြစ်ဖြစ်တဲ့လူနဲ့လူမယ်ဒါပေမဲ့လို့ဒီမတိများကြီးကအလူခံမလားမသိဘူးသူမစင်စားဘူးလားစင်စားတယ်အခုနာကပစိုးလေးတစ်ထည်ပဲရှိတယ်လို့ပြောခဲ့တယ်မဟုတ်လားမှန်ပါဗျာစဉ်းစားကြည့်လေတခါလာလဲပြန်ဝဲရေချိုးတော်လဲပြည့်တင်းတခါလာလဲပြန်ဝဲရေချိုးတော်လဲပြည့်တင်းဆိုတော့ဒီပစိုးကဒီလိုဖြူဝေးနေမလားကြီးညောအလီလီနဲ့နန်းစော်နေမလားကြီးညောအလီနဲ့နန်းစော်လဲထုံပြီးဆိုတော့လက်ခင်းထဲမှာလည်းပဲပစိုးဒီတိုင်းဖေကြထိုင်တာမဟုတ်လားမှန်ပါဗျာပေးတယ်နေတာမဟုတ်လားမှန်ပါဗျာအဲ့ဒီလိုစဉ်းစားပြီးတော့အခုနာကပြည်တယ်ကြီးလူဇာတမထေရကြီးကိုတွားပြီးတော့ရှောက်တယ်မရှောက်ဘူးလားရှောက်ပါဘူးအရှင်ဘုရားတပည့်တော်ကြီးအမတန်မှဆင်းရဲပါတယ်ဘုရားတနေ့လုံးမှတနေ့စားရပါတယ်အရှင်ဘုရားတပည့်တော်ကိုတဏှာတော်အပြင်လေဟောဒီပစိုးပိုင်းလေးကိုအရှင်ဘုရားအလူခံပေးသားမှာမရှောက်ဘူးလားရှောက်ပါဘူးစကလုံးလေးပါတယ်နော်မှန်ပါဗျာတပည့်တော်ကိုတဏှာတော်အပြင်တပည့်တော်ကိုဘာဖြစ်တော်အပြင်တဏှာတော်အပြင်အလူခံသားမှာဆိုတော့အခုနကတုဇာတလို့ခေါ်တဲ့ရဟန္တာမထေရကြီးကလည်းပြည့်တဲ့ရေအလူခံတယ်အလူမခံဘူးလားမှန်ပါရဲ့ဗျာအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောရအောင်မယ်လူတဲ့အခါမှာလည်းပဲတရားတရားအာမကောင်းဘူးလားကောင်းပါဘူးရိုးရိုးတည်တည်တဲ့လူတွေအဲ့ဒီမှာတတ္ထာဒါနရုပ်စင်းလားတရားတရားကောင်းကောင်းတဲ့လူတွေရုပ်စင်းလာတယ်မလားဘူးလားမှန်ပါဘူးကိုတနေ့ကဒီနေရာမှာထိုင်းနေလိုက်ကြတာဟာကိုတို့နိုင်လို့ဒါကြီးတို့ပြောကြတယ်လေဦးဇင်းနည်းနည်းတော့နောက်ဥဒိုက်ဆရာတော်နဲ့ပြောရမှာလားဒီကနောက်တိုက်ဆရာတော်တော့နည်းနည်းဖြူပါတယ်လို့ပြောတာမဟုတ်လားအတိတ်ကပြည့်တဲ့လူတော့လူတော့ပါတယ်တရားတရားပါတော့လည်းပါမှာပေါ့နဲခဲ့လို့ရှိမှာပေါ့ရုပ်ကလေးကနည်းနည်းလေးမဲတယ်မဟုတ်လားဒါပေမဲ့လို့ဘုန်းကြီးကပြန်ပြောပါလေမှတ်ထားဒီစကားလေးကိုဘုန်းကြီးပဲနော်မှတ်ထားဒီဘုန်းကြီးကဒစိမ့်စိမ့်ကြီးမှချောတာဗျဘယ်လိုမှချောတာလဲဒစိမ့်စိမ့်ကြီးမှချောတာဖြတ်တော့ဖြတ်လာကြည့်လိုက်ရုံနဲ့တော့ခင်ဗျချုံမယုံလို့ရှိရင်အဲ့ဒါတဏှာကြီးတော့တစ်ချိန်ထိုင်းကြည့်တေချာတယ်လေတော့မဲတဲ့ဘုန်းကြီးလူမလည်းတဏှာကြီးထိုင်းကြည့်အောင်ဟုတ်တော့ပါလားကိုငချင်းကိုချင်းဒီလိုပြောရတာနော်ပြောချင်တာကပြေးတယ်လူတော့လူခဲ့ပါတယ်မကောင်းတယ်လို့လူခဲ့တယ်လားမသိပါဘူးရုပ်ကလေးကနည်းနည်းလေးမဲတယ်ဒါပေမဲ့မှတ်ထားတဲ့ဒိဋ္ဌိကြည့်ရင်တော့အမြဲတမ်းချောပါတယ်အခုနကပြေးတဲ့ဣဇာရမထေရကြီးကိုစေရနာပပတရားတရားပပနဲ့မလွတ်လိုက်ဘူးလားလူပြီးတဲ့အခါမှာလည်းပြိတ္တရေတို့ပြိတ္တတွေလူပဲသူ့တောင်းတယ်မဆုတောင်းဘူးလားဆုတောင်းပါဘူး
အရှင်ဘုရားတပည့်တော်တွေဟောဒီပစိုးပိုင်းလူရတဲ့ကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်နောက်ဘဝများတန်တရာမှာကျင်လည်ရမယ်ဆိုလို့ရှိရင်အမြင့်ဆုံးအမြတ်ဆုံးအကောင်းဆုံးသောဘဝတွေကိုရရပါစေအရှင်ဘုရားလူရာလေးကပါလေးလေပစိုးပိုင်းလေးတနည်းအားဖြင့်ပြောရင်တို့ဒီမှာတုတ်နေတဲ့လက်တော်ဝေးလောက်တောင်မှမတတ်မြတ်နဲ့ပစိုးပိုင်းလေးမို့လားမှန်ပါဗျာတောင်းလိုက်တဲ့စုကပါလဲလေဒီဘဝကနေမနေလို့တည်တဲ့အခါမှာဒန္တရာမှာကျင်လည်ရမယ်ဆိုလို့ရှိရင်ဘဝဆက်တိုင်းအကောင်းဆုံးလုံးပြီးတော့အမြင့်ဆုံးသောဘဝတွေကိုရရပါစေရှင်ဘုရားတောင်းတဲ့စုကြီးကမကြည့်ဘူးလားကြည့်ပါဘူးကြည့်တယ်တို့ပြည့်တယ်လို့ပဲတခုတည်းနဲ့ရမသွားဘူးဟာအရှင်ဘုရားနေပါဦးနောက်ထပ်စုကြီးတခုတော့တောင်းပြရစီအောင်စုထပ်တောင်းတယ်မတောင်းဘူးလားတောင်းပါတို့ကမိုင်းများလည်းတောင်းတယ်မဟုတ်လားမနဲ့ဘုရားကရှိသွားမွေးတန်လေးပူဇော်ရေချမ်းလေးပူဇော်တွတ်ထိုးနေတယ်ဆိုနိုင်ဘောတော့ကြာတယ်မဟုတ်လားမှထပ်တောင်းတယ်အရှင်ဘုရားနောက်တန်သူကတော့တပည့်တော်ဒီနောက်ဆုံးဘဝအဆုံးကာလမှာအရှင်ဘုရားတို့တည်တဲ့သစ္စာလေးပါးတရားကိုမှန်ကန်စွာတည်ပြီးတော့အရိယာပုဂ္ဂိုလ်ကြီးဖြစ်ရပါစေဘုရားဆုမတောင်းဘူးလားမှန်ပါဗျာဆုတောင်းပြီးလူထမ်းလိုက်တာပြည့်တယ်အဲ့ဒီဘဝကနေမနေလို့တည်တဲ့အခါမှာဟိုးတာဝရိကနတ်ပြည်ကိုသွားပြီးတော့ရောက်တယ်မရောက်ဘူးလားရောက်ပါဘူးအဲ့ဒီမှာသူတွေးခဲ့တယ်စဉ်းစားခဲ့တယ်နော်ဘဝကငါအတိတ်ကဆိုခဲ့လို့ဒီဘဝမှာစားရမယ်နေရမယ်ထိုင်ရမယ်ဖြစ်တဲ့အမတန်မှဆင်းရဲတယ်ဆိုတဲ့အတွေးလေးမဆင်းရဲခဲ့ဘူးလားတကယ်လည်းမတွေးဘူးလားတွေးပါဘူးအဲ့လိုတွေးတယ်လို့ပဲပြေးတယ်ဗဇက်ကလူဝသွားပြီးတော့မလျှောက်ဘူးလားကာယကံများကမလူဘူးလားလူပါတယ်ဗျာစတာကအတွေးကောင်းတာစတာနော်အဲ့ဒီကနေမနေလို့တည်တဲ့အခါမှာပြေးတယ်တာဝရိဏနတ်ပြည်ကိုရောက်သွားတယ်မရောက်ဘူးလားရောက်ပါတယ်တခါပြေးတယ်တရားမင်းကြီးရဲ့စီစဉ်က33ချိန်ရတယ်ဘယ်နှချိန်လဲ33ချိန်ပါတရားမင်းဘဝ33ချိန်ရတယ်အတက်တရားတန်းမှာတခါတည်းပွင့်တယ်ကျွန်းကြီးအရှိကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်း၄ကျွန်းလုံးကိုအစိုးရတယ်စัจ जा မင်းဆိုတာကြားဘူးလားကြားပါဘူးအဲ့ဒီစัจ जा မင်းရဲ့ဘဝက38ချိန်ရတယ်မရဘူးလားမရပါဘူးရတယ်90နဲ့တကဘာတိတိလဲပဲအပယ်လွတ်တယ်မလွတ်ဘူးလားလွတ်ပါတယ်ကြည်စမ်းကောင်းလိုက်တဲ့အတွေ့လေးအကြောင်းပြုပြီးဖြစ်လာတာနော်တခါမြေကရဲ့တို့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အချိန်ကာလရောက်တဲ့အခါကျတော့ဗတ္တေနရီဂေါတလမင်းဆိုတာကြားဘူးတယ်မဟုတ်လားအဲဒီဂေါတလမင်းကြီးရဲ့ပြိတ္တရဲ့အမတ်ကြီးရဲ့တားသွားဖြစ်တယ်အမတ်ရဲ့ပါသွားဖြစ်တယ်ပြိတ္တရဲ့မွေးလာကြတဲ့ကသူ့ရဲ့အသားကလေးကရွှေရောင်လိုဝင်းနေတယ်ဘယ်လိုဝင်းနေလဲဒီထဲမှာဘိုးတထောင်ဘုရားရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေရှိလားရှိပါတယ်ဗျာတနည်းအားဖြင့်ရွှေပေါ့ဗျာနော်ရွှေလေးတွေကမဝင်းဘူးလားဝင်းပါတယ်ဒီကြောင်းဝိုင်းမှာရွှေတွေတာပပြီးတော့ချထားမယ်ဆိုလို့ရှိရင်နော်အထက်မှာထိုင်းနေတဲ့ပုဂ္ဂိုလ်တွေမီးလေးနဲ့ဆိုလို့ရှိရင်မဲတဲ့ပုဂ္ဂိုလ်လည်းဖြူတယ်မချောတဲ့ပုဂ္ဂိုလ်လည်းချောတယ်ဒီဘုန်းကြီးကိုတွေ့ဘုရားထောင်ဘုရားမှာနော်ဘုရားထောင်ဘုရားမှာအထက်ကရွှေလေးကြီးပတ်ကထားတာကိုအထက်ကျတော့ဓာတ်ပုံလေးတွားရိုက်တဲ့ခါကျဟာဒါငါမဟုတ်လားမသိဘူးလို့စဉ်းစားတယ်နော်အဲ့ဒီမှာပြည့်တဲ့ရင်မွေးလာကြတဲ့ကအင်မတန်မှရွှေရောင်နဲ့တူလို့ဟေရိညာကမောင်ရွှေဝင်းလို့သူ့ကိုနာမည်ပေးတယ်မပေးဘူးလားပေးပါဘူးနာမည်ပေးလိုက်တယ်နော်နာမည်ဘယ်လိုလဲမောင်ရွှေဝင်းလေးပြည့်တဲ့ရင်အသက်16နှစ်အရွယ်ရောက်တဲ့အခါမှာသူ့ရဲ့အဖေဖြစ်တဲ့အမတ်ကြီးကဆုံးသွားတယ်မဆုံးဘူးလားဆုံးပါဘူးသူလည်းဆုံးသွားရောကောဒလမင်းကြီးရဲ့အမတ်ယာတုကိုသူကရတယ်အတက်ဘယ်လောက်ကလေးနဲ့ရတာလဲ16နှစ်ကလေးနဲ့တန်းပြည်မှာအကြီးကဲယာတုကိုမရဘူးလားရတယ်နော်ရိတ်တဲ့ရေအတက်16နှစ်နဲ့ကောဒလမင်းကြီးရဲ့အမတ်ယာတုရတဲ့အခါကျအနာရဘိတထေးဆိုတာကြားဘူးလားဇေတဝန်ကျောင်းကိုစောက်တဲ့အနာရဘိလေအနာရဘိတထေးကပြည့်တဲ့ရေမြေဝေရာကဘယ်လောက်လဲ54ကလေးမကုန်ခဲ့ဘူးလားအကုန်လုံးအဲ့ဒီမှာသူ့ရဲ့ကျောင်းရေဆက်ချဘွယ်ကြီးမှာအနာရဘိတထေးကြီးရဲ့အကြောင်းရေဆက်ချပွဲမှာအခုနကမောင်ရွှေဝင်းလေးကိုဖိတ်တယ်မဖိတ်ဘူးလားဖိတ်ပါဘူးကောဒလာမင်းကြီးကိုလည်းဖိတ်တယ်အနာရဘိတထေးကနေပြီးတော့မဖိတ်ဘူးလားမောင်ရွှေဝင်းကိုလည်းဖိတ်တယ်
အဲ့တော့မင်းကြီးကလည်းပဲအနာရဝိတ္တိရဲ့ကျောင်းရည်သက်ချပွဲကိုသွားတယ်ခုနကမောင်ရွှေဝင်းလေးကလည်းပဲကျောင်းရည်သက်ချပွဲကိုသွားတယ်တွားတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဟောကြားတော်မူတဲ့တရားတွေကိုနာလိုက်တဲ့အခါမှာပြည့်တတ်ရင်အဲ့ဒီမောင်ရွှေဝင်းလေးကရဟဝိရှင်သိပေါက်သွားတယ်ပေါက်မသွားဘူးလားပေါက်သွားတယ်အဲ့လိုပေါက်တဲ့အခါကျတော့ပြည့်တတ်ရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ထံကိုသွားပြီးတော့ကပ်ပြီးတော့လျှောက်တယ်မလျှောက်ဘူးလားလျှောက်ပါဘူးရှင်ဗျာတပည့်တော်အရှင်ဘုရားရဲ့တရားကိုနာရတာအင်မတန်ကြည်နူးပါတယ်ဗျာတခါမှမခံစားရတဲ့ချမ်းသာဒုက္ခကိုလည်းတပည့်တော်ခံစားရပါတယ်ဗျာဒါကြောင့်အရှင်ဘုရားရဲ့ဓမ္မတပည့်တော်သင်္ကန်းဝိရိယကြီးဗျာခွင့်မတောင်းဘူးလားခွင့်တောင်းပါဘူးဒါပေမဲ့ပြေးလိုက်ရင်မြတ်စွာဘုရားကချက်ချင်းခွင့်မပေးဘူးပေးရလားမပေးပါဘူးမောင်ရွှေဝင်းလေးမေဃတန်းကြီးမှာအမှုထမ်းနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲဒါကြောင့်ဘောဓလမင်းကြီးဒီကိုလည်းပဲခွင့်တောင်းပါမင်းအိလူတရသတိမြားနဲ့တာသမီတွေကိုလည်းပဲခွင့်တောင်းပါဆိုပြီးပြန်မလို့လိုက်ဘူးလားပြန်မလို့လိုက်ပါလာတော့ကမောင်ရွှေဝင်းကမြင်းနဲ့လာတာအကြောင်းဘာနဲ့လာတာလဲမြင်းနဲ့ပါပြိတ္တရဲ့တင်ကန်းကအင်မတန်ဝိချင်နေပြီဆိုတော့အဲ့ဒီမြင်းကအလာတော့ကဖြစ်ဖြစ်လေးလာတာနဲ့ပြန်သွားတဲ့အခါဖြစ်ဖြစ်လေးပြန်မမလားမြင်းကိုဒုံဆိုင်ပြီးတော့နန်းတော်ကိုမပြန်ဘူးလားပြန်ပါဘူးအဲ့ဒီမှာကောတလမင်းကြီးတန်တော်ဦးတင်တဲ့အခါကျတော့လည်းပဲကောတလမင်းကြီးကလည်းပဲခွင့်ပြုတယ်ဇနီးမယားကိုလည်းပဲသူပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေအကုန်စွန့်လို့သားသမီးတွေကိုလည်းပဲသူယာရုတွေလွှဲပြောင်းပေးတော့ခွင့်မပြုဘူးလားခွင့်ပြုတော့ပြိတ္တရဲ့အဲ့ဒီမှာလာပြီးတော့ယဟန်ပြုတယ်မပြုဘူးလားအဲ့ဒီမှာအတိတ်ဘောကသင်္ကန်းလေးလူသားခဲ့တာရှိတော့အေဟိဘေကုအေဟိလာလဲဘေကုယဟန်လို့ခေါ်လိုက်တာနဲ့တို့တခါကြီးတွေလို့သပင်ကောင်းတုံးတွေကမလို့ဘူးလိုရလာသင်္ကန်းလူသားလို့ရှိရင်လေဒီနေ့ကတော့ဝါသသင်္ကန်းတွေအများကြီးတူးနေကြတယ်မလားအဲ့ဒီသင်္ကန်းလူတဲ့ကုလိုကောင်းမှုကံရှိတဲ့ခါကျတော့အေဟိဘေကုခေါ်လိုက်တာနဲ့ခေါင်းကလည်းပဲကတုံးလေးဖြစ်သွားတယ်နော်ယဟန္တာကိုရောမြတ်ကြီးလိုပဲခုနကအင်ကြီးတွေကလည်းပဲပျောက်ပြီးတော့သင်္ကန်းတွေဖြစ်ပြီးကြီးညိုဝဲတဲ့နံဖြစ်မသွားဘူးလားဖြစ်သွားတယ်အဲ့လိုဖြစ်တဲ့အခါမှာပြိတ္တရဲ့ခန္ဓာဉာဏ်ရောက်တရားတွေကိုသူမရှုဘူးလားရှုပါတယ်ဗျာရှုလိုက်တယ်ရူပံအိဋ္ဌတော်ဓမ္မနုပတ္တိရူပံယုတ်တရားဒီအိဋ္ဌတော်မမြဲပါဘူးဟူ၍ဓမ္မနုပတ္တိမြဲမြဲလေးရှုလေ၏ငါရဲ့ယုတ်တရားကြီးကမမြဲပါဘူးကွာသူမရှုဘူးလားရှုပါတယ်ဝေဒနာအိဋ္ဌတော်ဓမ္မနုပတ္တိငါခံစားနေရတဲ့ဟောဒီခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ဝေဒနာတွေဟာလည်းပဲမမြဲပါဘူးသူမမြင်ဘူးလားမြင်ပါတယ်ဗျာဒီခန္ဓာကိုယ်ကြီးကိုလည်းပဲငါမပိုင်ပါဘူးသူမမြင်ဘူးလားမြင်ပါတယ်ဗျာထိုင်ရထားရတဲ့အခါတော့မှပဲဟိုနေရာကနာဒီနေရာကနာငါပိုင်တယ်ဆိုလို့ရှိရင်ဒီခန္ဓာကြီးမြဲမှာပေါ့သူမတွေးဘူးလားတွေးပါတယ်ဗျာအဲ့ဒီလိုနဲ့ကြိုးစားပြီးတော့တရားကျင့်လိုက်တာပြည့်တဲ့ယဟန္တာစစိတ်ကံဖြစ်ခဲ့တယ်မဖြစ်ဘူးလားဖြစ်ပါတယ်အဲ့တော့သူ့ဘဝအကြောင်းကိုသူပြန်ပြီးတော့တွေးနိုင်တဲ့ဉာဏ်လေးရမတော့ဘူးလားရပါပါဗျာရသွားတဲ့အခါမှာတွေးလိုက်တော့အော်ကြည်စားဘုရုမௌဒနာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးလက်ထက်တော်အခါတုန်းကငါအတွေ့ကလေးတွေကောင်းပြီးတော့အပြောကလေးတွေကောင်းခဲ့တယ်အပြောကလေးတွေကောင်းပြီးတော့အလုပ်ကလေးတွေကောင်းခဲ့တယ်အတွေ့ကောင်းတော့အပြောကောင်းခဲ့တယ်အပြောကောင်းတော့အလုပ်ကောင်းခဲ့တယ်အလုပ်ကောင်းတော့ချမ်းသာတဲ့ဘဝတွေကိုရပြီးတော့နိဗ္ဗာန်ချမ်းသာစုကြီးကိုငါလက်ဝဲမှာပိုင်ဆိုင်ရပြီသူမကျင်တတ်ဘူးလားကျင်တတ်ပါဘူးသူပီတိတွေမဖြစ်ဘူးလားဖြစ်ပါတယ်ဟောဒီမောင်ရွှေဝင်းလေးဘဝကိုကြည့်တယ်လို့ပဲတို့တရားနာပြတဲ့အပေါင်းတို့ကောင်းတို့ကလည်းပဲဒီနေ့ကနေစပြီးတော့ကိုယ့်ရဲ့အတွေ့ကလေးတွေကောင်းအောင်ကြိုးစားပါအတွေ့ကလေးတွေကောင်းလာတဲ့နောက်မှာအပြောကလေးတွေကောင်းလာလိမ့်မယ်အပြောကလေးတွေကောင်းလာတဲ့နောက်မှာအလုပ်ကလေးတွေကောင်းလာလိမ့်မယ်ဒါဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေမချမ်းသာနိုင်ဘူးလားချမ်းသာနေတဲ့ပုဂ္ဂိုလ်တွေမပြည့်စုံနိုင်ဘူးလားပြည့်စုံနိုင်တယ်တရားနာမည်ကပါတယ်လေအတွေးကောင်းမှချမ်းသာမယ်ဆိုဒီပြည့်တဲ့ကမှတ်မိတယ်တချို့ပြည့်တဲ့ကမမှတ်မိဘူးเนาะဒါဆိုတော့ဒီတာရကလေးကြည့်လိုက်လို့ရှိရင်အတွေးကောင်းတော့မချမ်းသာဘူးလားချမ်းသာတယ်ဒါဆိုရင်ဒီကနေနောက်အတွေးကောင်းလေးတွေကြိုးစားကြမလားကြိုးစားရမယ်ဘုန်းကြီးကျောင်းကိုမအားရင်လည်းအားအောင်လုပ်ပြီးတော့အတွေးကောင်းကလေးတွေနဲ့ကြိုးစားပြီးလာရမယ်နော်အခုဘုန်းကြီးရောက်လာပြီမဟုတ်လားဘုန်းကြီးကလည်းမေတ္တာနဲ့ဒါနာပြုလုပ်ငန်းတွေဆက်လုပ်မှာပါနော်ဒါကြောင့်အခုအတွေးကောင်းမှချမ်းသာမယ်ဆိုတဲ့တရားကောင်းတွေပေါ်ပြီလားပေါ်ရင်တော့တရားသိကြအောင်နော်တရားဆိုတူမှတရားဆိုလည်းခြုံမှတယ်နော်ဒီနာကတရားရှိတယ်
ဒေဒီနံတုတ္တဗုရဏတုနိဒံဝံဓမ္မဒေရဏံအဘိနန္ဒနာစိတ်တေနာဓာရုဓာရုတိပါဒတံနာရဝတရားနာနေကြပါလေမြာရကမပေါင်းသူတော်ကောင်းတို့ဒုံမေတေသူတော်ကောင်းအပေါင်းတို့သည်ဒုဒဗုရေဏဒါနာတိနာဓမ္မတိပညာနှင့်စရှင်တော်ဘုဒ္ဓဗျာဗျာကိုဘေကတော်မူတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံထာတော်မှာဒိဋ္ဌိတံတသက်ကံကဟောကြားတော်ဤမဓမ္မဒေရဏံဟောဒီရယောမှာရှိနေတဲ့ဥရင်းရဲ့ဆွေတော်မျိုးတော်ပြည်တော်ပေါင်းသူတော်ကောင်းတွေရဲ့ကံဓမ္မအတွေ့ကလေးတွေတကယ်ကောင်းကြလာတဲ့အခါမှာအပြောကလေးတွေတကယ်ကောင်းတတ်ပါတယ်အပြောကလေးတွေတကယ်ကောင်းတတ်တဲ့အခါမှာလည်းပဲအလုပ်ကလေးတွေတကယ်ကောင်းတတ်ပါတယ်တကယ်တော့အတွေ့ကောင်းကလေးတွေစလို့ရှိရင်ချမ်းသာရင်းနဲ့ပြည့်စုံနိုင်ပါတယ်ဒါကြောင့်အတွေ့ကောင်းမှချမ်းသာမဲ့လို့မြည်ပေးလိုက်တဲ့တရားတွေတော်မြတ်ကိုဒုနေဓမ္မကောင်းစွာယုတိနာကြရာကုန်ဤဖြစ်ဖြစ်အဘိဓမ္မာစိတ်ဒေနာအလွန်နှစ်တန်ရှင်လန်းဝမ်းမြောက်ဝန္တာပိဋိပြကြကုန်လျက်အဘိဓမ္မာစိတ်ဒေနာအမလင်ငါတို့ကတော့ဘုန်းကြီးပြက်ကလေးဒီနေ့ကြောင်းကိုရောက်လာလို့ဥပုဒ္ဓိလာလေးစပြီးတော့ဘေးမှာတရားဟောမယ်လို့တော့ငါတို့ကရင်ထဲကလည်းတွေ့မထားဘူးစိတ်ထဲကလည်းမှတ်မထားဘူးအမလေးဟိုမှာလည်းပဲမတ်ပဲတွေကနှုတ်ဆရာတွေရှိသေးတယ်အမလေးဒီဘုန်းကြီးလေးကျော်တော်ရှည်လိုက်တာဆိုပြီးတော့မကြင်မနာစိတ်ခဲလို့စိတ်ထဲမှာမေတ္တာတွေများပို့နေရမယ်ဆိုရင်ဟောဒီရွာကိုလည်းပဲဦးဇင်းတို့ကကိုရွာလို့ရင်ထဲကထပြီးတော့အတွေ့ကလေးတွေကောင်းတော့အပြောကလေးတွေကောင်းတယ်လို့အလောက်ကလေးတွေကောင်းတယ်လို့ဟောဒီမေတ္တာကိုတကယ်သိသိချင်းနဲ့မေတ္တာစေနာရှိထားပြီးဟောတာဖြစ်ပါတယ်ထိုမေတ္တာကိုလည်းပဲထိုပြတဲ့ပေါင်းတို့ကောင်းတို့ကလည်းပဲအမြန်မြင်ကြည်ကြည်နက်နက်ကြည်ကြည်လင်းလင်းဝမ်းမြောက်ဝန္တာပိဋိပြကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော်လူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တံကိုပါဒထာတုံးခြင်းလုံးဝနှုံးမြတ်ဟာ၍ကောင်းသောမတွေ့ကျူရင်လိုက်ကြလေကုန်ရာတတိ